အိုးဟိုတစ်ခါအင်တာဗျူးမှာတွေကပြောခဲ့တယ်ငခုမွေးငါးလေးရောင်းမှစားဒီမွေးငါးလေးပါအချိန်တရားနဲ့စားဆို lucky လို့ပြောရမှာပေါ့နော်နောက်ဒီငခုမွေးငါးလေးကလည်းဟိုရှေးမှုမပြတ်လေးပေါ့နော်ရှေးမှုမပြတ်ဟိုရှေးလက်ရလေးနဲ့လုပ်ထားတာပါအဲ့ဒါစားသုံးကြည့်ပါမောင်လေးတို့လည်းစားသုံးပါနော်စားကောင်းပါညီမလေးဟုတ်တယ်စဉ်းစားနေတာတို့ပြောသလိုများဖြစ်နေသလားတော့ကိုရဲလေးဆိုလို့ရှိရင်ရဲလေးမအခုဖက်တီမဆိုလဲဖက်တီမအောင်မြင်သွားတယ်တို့ကြီးပွားကြတယ်အဲ့တော့ကိုလည်းနွယ်နီမလို့ပြောင်းရင်ကောင်းမလားစဉ်းတော့စဉ်းလာတယ်မပြောင်းရဲသေးပါဘူးနွယ်နီပဲကောင်းပါတယ်